အိမ်ထဲကလူသက်သမားကိုရှာမှုလီဆာရေထဲကိုခုန်ချဖို့ချီတုံချတုံမရှိဆုံးဖြတ်လိုက်တယ်ဒါပေမဲ့လူသက်သမားကအမိလိုက်လာတယ်အဲ့ဒီအချိန်မှာလီဆာနဲ့သူ့ကိုတစ်သားပြင်တစ်ခုပဲချထားတယ်သူအောက်ကိုငုံကြည့်ရင်လီဆာတေချာပေါက်တွေ့မယ်လီဆာအသက်တောင်မရှူရဘူးမတက်သားတော့တစ်သားပြင်ရဲ့အခြားတစ်ဖက်စီကိုရေကူးသွားဖို့ဆုံးဖြတ်လိုက်တယ်ဒါပေမဲ့သူလှုပ်ရှားလိုက်တဲ့အထံကိုလူသက်သမားကြားသွားပုံရတယ်သူကလီဆာစီဖြည်းဖြည်းချင်းလျှောက်လာတယ်ဒါကြောင့်လီဆာနောက်ထပ်တလက်မလောင်းတောင်လှုပ်ရှားဖို့ကြောက်သွားတယ်ဒါပေမဲ့တေဖို့စောင့်နေုံကလွယ်ပြီးရွေးစရာမရှိတော့ဘူးဒါကြောင့်အသက်ကိုအပြင်းရှူပြီးရေအောက်ကိုအမြန်ငုတ်လိုက်တယ်ပြီးတော့ကြောက်တိုင်ကကျိုးကိုအုပ်ပြီးဆွဲထားလိုက်တယ်ရေပေါ်မပအောင်လို့ဒါပေမဲ့အကြက်တဲကမကီးသီးဘူးလီဆာကိုမတွေ့ပေမဲ့တတိကြီးရဲ့လူသက်သမားကကန်းဆက်ကနေအတော်ကြာအောင်စောင့်ကြည့်နေတယ်ဒီအတိုင်းဆက်ဖြစ်နေရင်လီဆာရင်နစ်တင်ပါပဲကန်ကောင်းကျင်တော့လီဆာအသက်ရှူချက်တော်မဲ့အချိန်မှာလူသက်သမားကလွှဲ့ထွက်သွားတယ်ဒါပေမဲ့ဒါဟာအိမ်မဆိုးရဲ့အစပဲရှိသေးတယ်လီဆာရေပေါ်ကိုအမြန်ကူးတက်တဲ့အချိန်မှာကျိုးကညာဘက်ခြေထောက်မှာရစ်မိသွားတယ်ချက်ချင်းငုံပြီးဖြေးဖို့ကြိုးစားပေမဲ့ကျိုးထုံးကဒီလောက်အချိန်တို့အတွေ့မဖြေနိုင်ဘူးကျိုးနဲ့ထုံးကိုပါရေပေါ်ယူလာဖို့လီဆာအသက်အတန်ယွံကန်လဲဒါပေမဲ့ဒါဟာအခြေအနေကိုပို့ဆိုးစီတယ်ယုံလီထုံးကျင်လီပဲနောက်ဆုံးကြာရှည်အသက်မရှူနိုင်တော့တဲ့အတွက်လီဆာရေနဲ့တည်ဆုံးသွားခဲ့တယ်ဒါတွေအားလုံးဟာလီဆာရဲ့အဖေကြောင့်ပဲရဲအမှုထမ်းထက်နှစ်30အတွဲဂျီမီဟာရာဇဝတ်ကောင်များစွာကိုဖမ်းဆီးခဲ့တယ်ဒါကြောင့်ရန်သူများစွာလည်းရှိလာတယ်လက်စားချေဖို့ရာဇဝတ်ကောင်တွေကလုတ်ကြံတက်ဖြတ်ဖို့လူသက်သမားစီလွတ်လိုက်တယ်မထီမှာပဲဂျီမီကအမှုလိုက်နေရလို့အိမ်မှာမရှိဘူးတမီးပဲတယောက်တည်းကြံခဲ့တယ်လူသက်သမားနီးကပ်လာတာမြင်တော့လီဆာအမြန်ပုန်းရှောင်ခဲ့တယ်ဒါကြောင့်အစာပိုင်းမြင်ကွင်းကိုရောက်လာတာဂျီမီပြန်လာတဲ့အခါအကုန်နောက်ကျသွားပြီလေထဲတစ်ခုလုံးမှာတမီးကိုဘယ်နေရာမှမတွေ့ဘူးရှေ့ကနောက်ကြီးနေတဲ့မိရီကိုကြည့်ပြီးစိုးရွားတဲ့အဖြစ်ဆိုးတစ်ခုဖြစ်ခဲ့တယ်ဆိုတာချက်ချင်းသိလိုက်တယ်ဒါကြောင့်လုတ်ဖော်ကိုက်ဘတ်တွေကိုအမြန်ခေါ်တယ်မကြခင်မှာပဲလီဆာရဲ့ရုပ်အလောင်းကိုရှာတွေ့တယ်တမီးရဲ့ရေကူးစွမ်းရည်ကိုသိတဲ့အတွက်ဂျီမီကဒါဟာမတော်တဆရေနစ်တာမဟုတ်ဘူးလို့ဆုံးဖြတ်လိုက်တယ်အနီးပတ်ဝန်းကျင်ကစောင့်ကြည့်ကင်မရာတွေစစ်ဆေးပြီးဂျီမီတမီးတီဆုံးရတဲ့အကြောင်းရင်းကိုအောင်မြင်ရှာဖွေတွေ့ရှိခဲ့တယ်အိမ်ထဲကလူသက်သမားကိုရှာမှုလီဆာရေထဲကိုခုန်ချဖို့ချီတုံချတုံမရှိဆုံးဖြတ်လိုက်တယ်ဒါပေမဲ့လူသက်သမားကအမိလိုက်လာတယ်အဲ့ဒီအချိန်မှာလီဆာနဲ့သူ့ကိုတစ်သားပြင်တစ်ခုပဲချထားတယ်သူအောက်ကိုငုံကြည့်ရင်လီဆာတေချာပေါက်တွေ့မယ်လီဆာအသက်တောင်မရှူရဘူးမတက်သားတော့တစ်သားပြင်ရဲ့အခြားတစ်ဖက်စီကိုရေကူးသွားဖို့ဆုံးဖြတ်လိုက်တယ်ဒါပေမဲ့သူလှုပ်ရှားလိုက်တဲ့အထံကိုလူသက်သမားကြားသွားပုံရတယ်သူကလီဆာစီဖြည်းဖြည်းချင်းလျှောက်လာတယ်ဒါကြောင့်လီဆာနောက်ထပ်တလက်မလောင်းတောင်လှုပ်ရှားဖို့ကြောက်သွားတယ်ဒါပေမဲ့တေဖို့စောင့်နေုံကလွယ်ပြီးရွေးစရာမရှိတော့ဘူးဒါကြောင့်အသက်ကိုအပြင်းရှူပြီးရေအောက်ကိုအမြန်ငုတ်လိုက်တယ်ပြီးတော့ကြောက်တိုင်ကကျိုးကိုအုပ်ပြီးဆွဲထားလိုက်တယ်ရေပေါ်မပအောင်လို့ဒါပေမဲ့အကြက်တဲကမကီးသီးဘူးလီဆာကိုမတွေ့ပေမဲ့တတိကြီးရဲ့လူသက်သမားကကန်းဆက်ကနေအတော်ကြာအောင်စောင့်ကြည့်နေတယ်ဒီအတိုင်းဆက်ဖြစ်နေရင်လီဆာရင်နစ်တင်ပါပဲကန်ကောင်းကျင်တော့လီဆာအသက်ရှူချက်တော်မဲ့အချိန်မှာလူသက်သမားကလွှဲ့ထွက်သွားတယ်